အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ enemy fan တွေ Marvel fan တွေနဲ့ figure collector တွေအတွက်ပါရာတိုင်းလို့တော့ပြောလို့ရမယ်ပြတိုင်းတစ်ခုကိုတွားလည်ပတ်မှာဖြစ်ပါတယ်ဗီဒီယိုမစခင်မှာကျွန်တော် channel လေးကို subscribe လုပ်သွားပြီးဖို့တောင်းဆိုချင်ပါတယ်ဒီ figure museum W ကကျွန်တော်တာမန်ပြတိုင်းတော့မဟုတ်ပါဘူးကျွန်တော်ကလေးဘွားတော်က TV ရှိမှာထိုင်ကြည့်ခဲ့ရတဲ့ဇက်ကောင်တွေ comic ဆောင်ထဲက hero တွေနဲ့ enemy တွေကဇက်ကောင်တွေကိုအပြင်လောကမှာမြင်ရတယ်လို့ခံစားရစီမဲ့နေရာတစ်ခုပဲဖြစ်ပါတယ်ဒီ museum မှာတော့ကမ္ဘာတဝန်းက figure collector တွေတန်ဖိုးထားကြတဲ့ limited edition collection တွေကိုမြင်တွေ့ရမှာဖြစ်ပြီးတော့တာမန်အယောင်ဆိုင်နေမှာဆိုရင်တွေးဖို့မလွယ်တဲ့ရှားပါ figure တွေကိုပါတဝက်ကြီးကြည့်ရှုခွင့်ရမှာလည်းဖြစ်ပါတယ်အဲ့ဒီအပြင်ဂျပန် animation ယဉ်ကျေးမှုရဲ့အထင်ကရဇက်ဆောင်တွေကိုတနေရာထဲမှာစုစည်းထားတာကဒီပြတိုက်ရဲ့အားသာချက်တစ်ခုဖြစ်ပါတယ် figure collection တွေအပြင် enemy artwork poster တွေလည်းရှိပြီးတော့ Dragon Ball One Piece Naruto Gundam တို့လိုလူသိများတဲ့ enemy character တွေကိုတစုတစည်းတည်းမြင်တွေ့ခွင့်ရမှာက enemy fan တွေအတွက်တော့ကိုရီးယားမှာလေပတ်တဲ့နေရာတစ်ခုဖြစ်မှာတည်ချပါတယ်Marvel နဲ့ DC Universe ရဲ့အထင်ကရ hero တွေကိုလူအစစ်အရွယ်စားလိုက်စားရုပ်ထုကြီးတွေအဖြစ်ဖန်တီးပေးထားပြီး Iron Man, Batman, Superman အပါအဝင်နာမည်ကြီး super hero တွေရဲ့ဝတ်စုံ texture, armor design နဲ့မျက်နှာမူရာကစားအသေးစိတ်လက်ရာမြောင်းမှုတွေကိုအနီးကပ်မျက်ဝါထင်ထင်ကြည့်ရှုခံစားနိုင်မယ့်နေရာလည်းဖြစ်ပါတယ်ကားချစ်သူတွေနဲ့ Diecast collector တွေရဲ့အသေးဆွဲဖြစ်တဲ့ Lamborghini, Bugatti အစရှိတဲ့ကမ္ဘာကျော် luxury super car တွေကိုတင်းငယ်တဲ့အချိုးအစားတူ model အဖြစ်တနေရာထဲမှာရင်သက်ရှုမော်ဖွယ်မြင်တွေ့ခွင့်ရမှာလည်းဖြစ်ပါတယ်ဒီပြတိုက်ကိုလာရောက်လည်ပတ်ရှင်သူတွေအနေနဲ့စီနီယာနဲ့အသေးစိတ်အချက်လက်တွေကိုတော့ video description နဲ့ video ရဲ့အဆုံးမှာလည်းဖော်ပြပေးထားပါတယ်အခုချိန်ထိကျွန်တော်ရဲ့ဗီဒီယိုလေးကိုစိတ်ဝင်စားကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေနဲ့အတူပြန်လာခဲ့ပါမယ်။